ဗမာဆိုရင်အလကား foreigner ဆိုရင်9000လား1000လားမသိဘူးအဲ့လောက်ပေးရတယ်yeah ကျွန်တော်ဗမာ ကလေးကကြီး နော်တကယ်so ကျွန်တော်ဗမာတငယ်ချင်းနဲ့တွားရယ်သူကအလကားရလို့သူအဖေမေခဲ့တယ်ဘယ်လိုအလကားဝင်တွားလို့ရမှာလဲ so ကျွန်တော်ဗမာနာမည်တစ်ခုပေးပါ သူ၎င်းဝင်ချင်တော့ yeah maybe သူတကယ်ချင်းအဖေကမောင်ညိုလို့လိုက်အလကားရမယ် so ဟို entrance မှာမောင်ညိုခေါ်ပြီးတော့ဝင်သွားတယ်အလကားရတယ်ဟိုတနေ့ မောင်ညိုမညိုပဲကြည့်ချင်တာအဲ့ဒါမောင်ညိုလို့ပြောတော့တားတန်ဝဲနေတဲ့ဟာကိုသူတို့ကဘယ်လိုလုပ်ပမာလို့သိမလား ဟမ် no ဟို entrance မှာမေးရလေဗမာလား foreigner လားကျွန်တော်ကကျွန်တော်နာမည်မောင်ညိုပါ အဲ့လိုပြော အဲ့လိုပြောရဲအလကားရတယ် so ကိုကိုင်ရေကိုကတခါအလကားတော့ yeah ကူတော့